Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မင်းနဲ့အနေတို့ကနေတို့ရဲ့ one of the favorite restaurant ဖြစ်တဲ့ The Hill ချင်းမိုင်ကိုတင်လာတော့စားခဲ့ပါရှင် The Hill ဆိုတဲ့အတိုင်းပဲတောင်ကုန်းလေးပေါ်မှာရှိရတဲ့အတွက်အနေတို့ကတော့ဂျမအောက်ပိုင်းထိုင်ထားတော့လေကားနဲ့မတက်နိုင်လို့သူတို့ရဲ့ shuttle bus လေးနဲ့မိသားစုလိုက်တက်ကြပါရှင်ဒီတစ်ခေါက်နဲ့ဆိုရင်တော့ဒီ restaurant ကိုအနေတို့မိသားစုလိုက်ရောက်တာ9ခေါက်မြောက်ရှိပြီလို့ပြောလို့ရပါတယ်ဒီမှာအနေအကြိုက်ဆုံးကတော့သူတို့ရဲ့ view ဖြစ်ပါတယ်အဲ့တော့ view အတွက်ကိုပဲဒီ restaurant လေးကိုခဏလာလေးရှိပါတယ်ဒါလေးကတော့တောင်ကုန်းလေးပေါ်ကိုတက်နေတဲ့ view လေးဖြစ်ပါတယ်ရှင် The Hill ချင်းမိုင် restaurant လေးကတော့ Handong ထဲမှာရှိနေတဲ့ dry camp စပယ်ပန်းဖျားနဲ့နေပါတယ်အနေတို့ခဏလာနေကြice bath စိမ်တဲ့ wellness center နားမှာပဲရှိပါတယ်ပေါ့နော်ဒီမှာတော့အနေကသူတို့ရဲ့အပြင်စင် decoration ကိုအရန်ကိုတပေါ်ကြပြီးတော့မှစိတ်ကလေးအမြဲအေးချမ်းတဲ့အတွက်လာဖြစ်တာဖြစ်ပါတယ်ဒီနေ့ကတော့ weather ထဲမှာ sunset ကိုအချိန်ကိုက်ပြီးတော့အရောက်လာခဲ့တာဖြစ်ပါတယ်ရှင် welcome drink လေးကိုတောက်ပါတယ်တပ်ပုံလေးစပြီးတော့မှရိုက်ပါတယ်ရှင်မိသားစုလိုက် fine dining experience တွေလို့ကျင်တဲ့ nature နဲ့လည်းနေချင်တယ်ဆိုရင်တော့ဒီ restaurant လေးကတော့ recommend ပေးပါတယ်ဒီနေ့ကတော့ buy one get one mango ရပါတယ်မဆာပြတာကတော့သူတို့ရဲ့ traditional dish တွေပဲဖြစ်တဲ့စုံတမ်နောက်ပြီးတော့သူတို့ရဲ့ signature ငါးကြော်ထမင်းကြော်တွေတုံ့ပြန်ဖြစ်ပါတယ် birthday dinner လေးနဲ့တွေ့ရတဲ့အတွက်လည်းbirthday တစ်ချက်လေးထောက်ကြရပါသေးတယ်သူတို့ရဲ့ signature ငါးကြော် dish ကတော့အရင်စားလို့ကောင်းပါတယ်ဒါပေမဲ့ထမင်းကြော်ကတော့အနေအတွက်ဆိုးပါပဲဒါကတော့နေဝင်သွားပြီးနောက်မှာသူတို့ရဲ့ night view လေးပဲဖြစ်ပါတယ်ရှင်အလုပ်ပြီးသွားတဲ့နောက်မှာတော့ ice cream ဝယ်စားခဲ့ပါတယ်ဒါပေမဲ့ ice cream ကိုမရိုက်ခဲ့ရပါဘူးအချိန်နောက်ကျနေမှာဆိုလို့သူတို့ပေးတဲ့ခုံးလေးထဲမှာပဲ ice cream ကိုထည့်ပြီးတော့မှအိမ်ပြန်ပါပြီစမမျိုးလေးမှာ share so family များဒီ restaurant လေးကိုလာချင်ရင်အနေ comment ထဲမှာ location လေးရေးထားပါရစေ bye bye see you in next video